ထုတ်ချင်းပေါက်သွားပါတော့ဒါကပြန်ရှင်တန်တာနဲ့အစွမ်းငါးချက်ပိုအင်အားကြီးရလို့ဒါကီကပြောနေတော့မှပဲနေဆိုကိုကဒါကီလက်ကိုနင်းချေလိုက်ပါတော့တစ်ဖက်ကတန်ချီကိုတယောက်တတိလစ်နေတော့ညီလေးကချဖို့နှိုးနေပြီဒီတိုင်းဆိုရင်အမကြီးကအရင်လိုပုံစံဖြစ်တော့မှမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်တန်ချီကိုလည်းတတိပြန်လေလာခဲ့ပါတစ်ဖက်ကဒါကီကလည်းဒေါသအကြီးနဲ့နေဆိုကိုပြန်တိုက်ခိုက်နေပြီးတော့အပိုင်းပိုင်းဖြတ်ပြီးရင်ခါစီတက်ကိုထည့်ပြမယ်လို့ဆိုပါတယ်ဒါပေမဲ့နေဆိုကိုကတော့ပြက်နေတဲ့လက်နဲ့ခါစီတက်ကိုတားအိုက်တာလာလို့ဒါကီထင်လိုက်ပဲတကယ်တမ်းမှာတော့တွေးရအရန်စုနေတာရောကြောင့်ခြေလက်တွေမပြတ်သေးတာပါနေဆိုကိုရဲ့တွေးတွေဆင်သွားတဲ့ဒါကီကမီးလောင်ကျွမ်းလာပြီးမီးလောင်ခဲ့တဲ့နေကိုပြန်မြင်ရောက်လာခဲ့ပါတယ်နေဆိုကိုကဒါကီကိုတိုက်ခိုက်နေရတာကိုသဘောတွေ့နေခဲ့ပါတယ်ဒါကီကိုတိုက်ခိုက်ရင်အပျော်မဲ့အိမ်တစ်ခုတည်းကိုရောက်လာတဲ့အခါလက်မှာတွေးထွက်နေတဲ့အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရပါတယ်။တွေးကြောင့်စိတ်မထိန်နိုင်တော့ပဲစားဖို့လုပ်တဲ့အခါတန်ချီကိုအချိန်ပြီးဝင်ကြပါတော့တယ်။နေရာတိုင်းမှာနေဆိုကိုရဲ့တွေးနှမ်းတွေကြီးပဲမို့လို့တန်ချီကိုလည်းသူတတိလိနေတုံးမှာဘလောက်တောင်တန်ရရထားမလဲနာကျင်နေရလဲတိတာမို့လို့အိတ်လိုက်ဖို့ပြောပေမဲ့နေဆိုကိုကလုံးဝကိုထိန်ချုံမရဖြစ်နေခဲ့ပါပြီ။အဲ့ဒီအချိန်ဒါကီကလည်းပြန်ချလာပြီးမင်းရောဘလက်တင်မွန်အကိုတက်တာလားအဲ့ဒီတွေးပညာကဒီမွန်တွေကိုပဲလောင်ကျွမ်းစေတာတော်တော်စိတ်အနှောက်အယှက်ဖြစ်စေရလို့ပြောနေခဲ့ပါတယ်။လူတွေကလည်းရှိနေပြီးဒါကီကလည်းပြန်ချနေပြီးနေဆိုကိုကလည်းထိမရဖြစ်နေတာမို့လို့တန်ချီကိုလည်းသူဘာလို့မှမသိဖြစ်နေခဲ့ပါတယ်။ဒါကီစာပြီးတက်ခိုက်တော့တန်ခါကအချိန်မီရောက်လာပြီးခါးစီးတွေအကုန်လုံးကိုခဏလေးနဲ့ခုတ်ဖြတ်ပေးလိုက်ပါတယ်။တန်ခါကတန်ချီကိုအော်ဟစ်စုနေတော့ဟာရှီယာလာငါးစီလာတာဆိုအရန်လွယ်လွန်းတယ်လို့ဒါကီကပြောလိုက်ပါတယ်။မင်းအစင်ကအစင်မြင့်တီမမဟုတ်ပဲအရန်အင်အားနည်းလုံးနဲ့ငါရှာနေတဲ့လူမဟုတ်ဘူးလို့တန်ခါကပြန်ပြောလိုက်တော့ဒါကီလည်းအရန်ကိုဒေါသထွက်သွားခဲ့ရပါတယ်။ဒါပေမဲ့ဒါကီမတိလိုက်ခင်အချိန်လေးမှာပဲခေါင်းကပြက်ပြီးနေပြီးတော့အောက်ကိုပြုတ်ကျလာခဲ့ပါတယ်။တစ်ဖက်ကအင်နိုဆိုကေကလည်းတန်ခါကိုမျက်ခြေပြတ်သွားပြီးမလို့အော်ဟစ်နေပြီးနက်စုကလည်းတခုခုကိုခံစားမိတာမလို့လှုပ်ရှားပါတော့။ဒါကီကသူကောင်းဘလို့ပြက်လို့ပြတ်မှမသိဖြစ်နေပြီးတန်ဂျိုကလည်းအရန်အံ့ဩနေပါတော့။တိုက်ပွဲကမပြီးသေးဘူးပဲတန်ချီရဲ့ညီမကလည်းထိန်ချုပ်ခံထားရတယ်လို့တန်ခါကဆိုပါတယ်စိတ်မချရဲ့သူကတိုက်ပွဲမှာမပါတဲ့မူချော့သေးပြပြဆိုပြလိုက်ဖို့တန်ခါကထပ်ပြောနေတော့မှပဲနေဆိုကပိုဆိုးလို့နေခဲ့ပါပြီတန်ချီလည်းသူဘာလို့မှမလဲလို့မိခင်ဖြစ်သူကိုပြောနေပြီးတန်ကန်ပြောတဲ့ချော့သေးဆိုတာကိုတီးရကအရင်ကမိခင်ဖြစ်သူနေဆိုကိုဆိုပြခဲ့တဲ့တခြင်းလေးကိုတန်ချီဆိုပြလိုက်ပါတယ်အဲ့ဒီတခြင်းတန်ကြောင့်နေဆိုကိုလည်းသူမငယ်ကသူမရဲ့မိခင်ဆိုပြခဲ့တဲ့ပုံရိပ်လေးတွေကိုပြန်မြင်အောင်လာပြီးကလေးတယောက်လိုအော်ငိုနေပါတော့နေဆိုကိုလေးကငိုနေရင်ခဏကြာမှာပဲပြောသွားခဲ့ပါတယ်။ဒါကီကလည်းသူ့ကောင်းကိုဖျက်လို့နိုင်ပြီးထင်နေရလားအဲ့ဒီအတွက်ပြန်ပေးစရလိမ့်မယ်လို့ပြောလိုက်ပါတယ်။မင်းနဲ့ကိစ္စမရှိလို့တိလိုက်တော့ဖို့တန်ခါကပြန်ပြောပေမဲ့ဒါကီလည်းခုနကသူ့ကိုအထက်အဆင့်မဟုတ်ဘူးလို့ပြောလိုက်တယ်မလား။သူကအထက်အဆင့်6လို့ပြောလိုက်ပါတယ်။ဒါဆိုလည်းမင်းရဲ့ကောင်းကဘာလို့မင်းလက်ထဲရောက်နေရလဲလို့တန်ခါကပြောနေပေမဲ့ဒါကီကတော့သူကအခုနံပါတ်6ဒီထက်ပိုပြီးတန်မလာအောင်မလို့အော်ပြောလိုက်ပါတယ်။ဒါပေမဲ့တန်ကန်ကတော့မယုံသလိုဖြစ်နေတာမလို့ဒါကီကအော်ငုံပြီးသူကအရန်မိုက်တဲ့အစွမ်းထက်တယ်လို့ဆိုပါတယ်။ကောင်းပြတ်တော်တောင်စကားပြောနိုင်နေသေးရလားခန္ဓာကိုယ်ကလည်းပြက်စီးနေပြီလေလို့တန်ခါကတွေးတောနေခဲ့ပါတယ်။ဒါကီကသူကောင်းပြက်ခံရတာကိုအရန်ခံပြင်းနေပြီးသူ့ရဲ့အကိုကြီးကိုအော်ခေါ်လိုက်ပါတယ်။အဲ့ဒီချိန်ဒါကီရဲ့ခန္ဓာကိုယ်တဲကနေဒီမွန်ကထက်ထွက်လာခဲ့ပါတယ်။တန်ကန်လည်းခုတ်ပြပဲမလုပ်နိုင်ခဲ့ပါဘူး။ခေါင်းဖြတ်တာလည်းမသိသူ့နောက်ကျောကနေထွက်လာတဲ့သူကဘသူလဲလို့တန်ခါကတွေးနေခဲ့ပါတယ်။ဒီမွန်ကသူ့ရဲ့ညီမလေးဒါကီကိုချော့နေပြီးမျက်နှာကမိလောင်တရားတွေကိုလည်းပြောင်းအောင်လုပ်ပေးလိုက်ပါတယ်။တန်ခါကဒီမွန်ကိုခုတ်ဖြတ်ဖို့လုပ်ပေမဲ့တစ်ဖက်ကဒီမွန်ရဲ့တုတ်ပြမှုကလည်းအရန်ပြန်လာကြောင်းတန်ခါကိုထိသွားခဲ့ရပါတယ်။တန်ခါရဲ့အသားအရှိကကောင်းခန္ဓာကိုယ်ကလည်းမိုက်တာမလို့ကောင်မလေးတွေကိုဝိုင်းနေမှာအားကျတယ်ဆိုပြီးဒီမွန်ကသူ့ခန္ဓာကိုယ်ကိုကုတ်ချစ်ပြနေပါတော့။သူတယောက်တည်းမဟုတ်ပဲဒါကီကသူ့ကိုမီးလောင်အောင်လုပ်တဲ့သူကိုအားလုံးဝိုင်းပြီးအနိုင်ကျင့်နေကြတာဆိုကအကိုကြီးကိုတိုင်နေပါတော့။အကိုကြီးဖြစ်သူဂီတာရီယိုကလည်းသူညမလေးကိုအနိုင်ကျင့်တဲ့သူအားလုံးကိုအကုန်တက်ပြစ်မယ်လို့ဆိုပါတယ်။ဒဇင်တွေကလဲပြီးအနောက်ဘက်ကိုဦးတည်နေတာကိုတန်ဂျိုတွေ့လိုက်ရပြီးဘာဖြစ်နေရလဲဆိုတာနားမတည့်နိုင်ဖြစ်နေခဲ့ပြီးတန်ကန်ရဲ့တွေးနှမ်းကိုလည်းရှာလိုက်ပါတယ်။အဲ့ဒီချိန်အင်ဒိုဆိုကဲတို့ကရှောက်လာပြီးမလို့တန်ဂျိုလည်းတန်ကန်ကိုတွားကူပြလိုက်ပါတယ်။လူတွေကိုလည်းကာကွယ်ပေးနေတာသူတို့မျိုးလုံးကျဲမှာတော့မင်းကကက်တင်ရှင်ပဲလို့ဂီတာရီယိုကလည်းပြောနေခဲ့ပါတယ်။တန်ကန်လည်းသူကတောက်ပြောင်ပြီးဆွဲဆောင်မှုရှိတဲ့သူမိမတော်မှာ3ယောက်ရှိရလို့ပြောလိုက်တော့ဂီတာရီယိုလည်းပို့တော်တာထွက်လာပြီး Black Demon Flying Plastic Gun ကိုတုံးပြီးတော့တန်ကန်ကိုတိုက်ခိုက်ပါရဲ့တန်ကန်လည်းပောက်ကွဲမှုဖြစ်အောင်လုပ်ပြီးကျမ်းမြေအောက်ကိုဆင်းသွားကလူတွေကိုအရင်ပြေးခိုင်းလိုက်ပါရဲ့ Flying Plastic Gun ကိုထပ်တုံးပြီးတော့တန်ကန်ကိုထပ်တိုက်ခိုက်တဲ့အခါတန်ကန်လည်းတွေးတွေကပြက်မှတ်ကိုထီပြီးပောက်ကွဲတော့တာပဲလို့တွေးနေခဲ့ပါရဲ့ညီမကခေါင်းဖြတ်ခံရတာတော့မသေးသေးဘူးမလို့နှစ်ယောက်လုံးကိုဖျက်ဆီးရမယ့်အစားအကိုကိုပဲအရင်ရှင်းရမလားအကိုကအဓိကများလာလို့တန်ကန်လည်းတွေးစရာဖြစ်နေခဲ့ပါပြီကြားလောက်တော့ဒီအထက်မှာလူမရှိတော့ဘူးဆိုပြီးတန်ကန်လည်းဖောက်ခွဲပြဖို့လုပ်တဲ့အခါတာကီကခါးစီးတွေနဲ့ကာကွယ်လိုက်ပါရဲ့ငါတို့ကနှစ်ယောက်ပေါ်မှတစ်ယောက်ဖြစ်တာလို့ဂူတာကိုကပြောလိုက်ပါရဲ့တန်ချီယိုလည်းနေစကိုလေးကိုတစ်တာတဲ့ထည့်လိုက်ပြီးအိပ်ပျော်တော့လို့တော်သေးရလို့တွေးနေခဲ့ပြီးရောဒီတစ်ခါတော့လုံးဝကိုအဆုံးသတ်ပြရမယ်လို့ဆိုပါရဲ့အခုထိတက်ခဲ့တဲ့ဟာရှီယာရနဲ့မတူပဲမင်းကမွေးလာတဲ့ကတီးတန်းဖြစ်တည်လာတာရွေးချက်ထားတဲ့အရေးချင်းမနာလို့ဖြစ်မိတာမလို့အမြန်သေးစေခြင်းနဲ့လို့ဂူတာကိုကဆိုပါရဲ့ငါကအရေးချင်းရှိတဲ့သူတို့မြင်နေရတာလားမင်းကခင်းနောက်ကြပ်ပဲဒီလိုနေရာမျိုးမှာပါစပ်ပိတ်ပြီးနေမယ်ဆိုရင်ကဘာအစ်စ်ကိုတိနိုင်ဖို့မကူညီနိုင်ဘူးထင်တယ်ဒီနိုင်ငံကကျဲဝန်းပြီးအရန်မိုက်တဲ့သူတွေလည်းမွေးဖွားတယ်တချို့ကပဟေဒီဆန်တဲ့တချို့ကဒါတချောင်းရှိုံနဲ့2လအတွင်းဟာ
ရှူရွာဖြစ်လာတယ်ငါကရွေးချယ်ထားခံရတယ်ဆိုတာလာနောက်မနေနဲ့လို့တန်ကန်ကအော်ပြောလိုက်ပါအခုငါလက်ချောင်းတွေထုတ်လိုက်တာနဲ့ဘယ်နှယောက်အသက်ရှင်မဲ့ထင်တယ်ငါကရန်ကိုကူလို့မလုံနိုင်ဘူးလို့တန်ကန်ကဆိုပါအစိတ်ထဲမိနေပြီမလို့ဘာလို့မသေးသေးရလဲလို့ဂူတာအိုကမေးလိုက်တဲ့အခါတန်ကန်လေသူကရှီနိုဘီကနေဖြစ်လာတဲ့ခုကန်နိုင်စွမ်းရှိတဲ့သူတယောက်မလို့အစိတ်ကတိုးမှမဟုတ်ဘူးလို့ဆိုရှီနိုဘီဆိုတာအဲ့တို့ခစ်သေးကတည်သွားပြီမလို့လာလိမ့်မနေနဲ့လို့ဒါကီကပြောလိုက်တဲ့အခါတန်ကန်ကသူ့မှာမောင်နှမ9ယောက်ရှိပြီး9ယောက်ကတန်ကန်အသက်15နှစ်မှာပဲတည်ဆုံးသွားခဲ့တယ်မျိုးနွယ်စုကြာရှုံးသွားတော့အဖေကရက်ဆက်တဲ့လေ့ကျင့်မှုတွေကိုဖိအားပေးလာခဲ့အသက်ရှင်ခဲ့တဲ့သူတွေကငါနဲ့2နှစ်ငယ်တဲ့ငါညီတန်ကန်ကသူ့ရဲ့ညီဟာစိတ်သက်ရောအပြုတ်မှုရောအဖေအတိုင်းပဲငါကအဲ့လိုလိုမျိုးဖြစ်ချင်ခဲ့ဘူးလို့တန်ကန်ကဆိုပါတယ်ဒါကြောင့်ပဲတန်ကန်ဟာဒီလမ်းကိုရွေးချယ်ခဲ့ပြီးတခင်ကြီးကြောင့်ဘဝကိုအရှုံးပေးဖို့နှစ်ခါစဉ်းစားနေစရာမလိုခဲ့ဘူးလို့တွေးနေခဲ့ပါတယ်အစိတ်ကမင်းစီမပြတ်နေပြီမှတ်လာလို့ဂူတာအိုကပြောရင်ရီမောနေမယ်တန်ကန်ကတော့အစိတ်ကမတိုးဘူးဆိုကစာပြီးတိုက်ခိုက်ပါပဲတန်ကန်တုံးတဲ့ဘုံတွေကဒီမွန်တွေရဲ့ခန္ဓာကိုယ်ကိုပေါက်ကွဲထွက်အောင်လုပ်နိုင်ပါတယ်ဒါကီကလည်းခေါင်းထက်ဖြတ်ခံလိုက်ရပြီးဂူတာအိုကိုဖြတ်ဖို့ကြိုးစားပေမဲ့မလုပ်နိုင်ခဲ့ပါဘူးဒါကီကသူ့ခေါင်းမဲ့အမြဲဖြတ်ခံနေရတော့အရန်ကိုဒေါ်လာထွက်နေပါပဲအဲ့ဒီချိန်အင်ဒိုဆိုကဲနဲ့တန်ချူတို့ကလည်းရောက်ရှိလို့လာခဲ့ကြပါပြီအပျော်မဲ့နေရကလူတွေအားလုံးကိုလည်းတန်ကန်ရဲ့အမျိုးသမီးတွေကခေါ်ထုတ်ပေးနေခဲ့ပါတယ်ဒီမွန်က2ယောက်ဖြစ်နေပြီးဒါကီကလည်းမသေးသေးလို့ခွဲထွက်လာလာအနက်ကသူမနေဘူးလို့တန်ချူကတွေးနေပြီးလက်တွေလည်းတုံရီနေခဲ့ပါတယ်တန်ကန်ကသူတို့တွေနိုင်မှာလို့အော်ဟစ်နေပေမဲ့ဒါကီကတော့နိုင်မှာမဟုတ်ပဲအစိတ်ကဖြတ်စည်းလိုက်မှလို့ပြောလိုက်ပါတယ်တန်ကန်ကတော့လုံးဝယုံကြည်မှုပြည့်နှက်နေပြီးတော့အချိန်တည်းမှာပဲမင်းတို့2ယောက်ရဲ့ခေါင်းကိုခုတ်ဖြတ်ပြင်းရှားတယ်မလားရိုးရှင်းလို့လည်းလို့ဆိုပါတယ်ဒီမွန်နိုင်နေသူတွေအကုန်လုံးကအဲ့လိုရိုးရှင်းတာတွေလည်းလို့တေခဲ့ကြတာဂူတာအိုကသူက15ယောက်သူညမက9ယောက်စားခဲ့တဲ့အရေးအတွက်ပဲလို့ဆိုပါတယ်ညတာရှေတာကအမြဲငါတို့ဘက်မှာအကုန်လုံးတိလိုက်တော့လို့ဒါကီကပြောပြီးတိုက်ခိုက်ဖို့လုပ်တဲ့အခါဇနစုကစာပြီးလို့ရှားပါတော့အင်နိုဆိုကေကဒါကီကိုသူတို့တာဝန်ထားဖို့နဲ့ဒီကောင်းကိုတန်ချိုတို့ရှင်းဖို့ပြောပြီးထွက်သွားပါတော့ဇနစုကသူပြောစရာရှိပြီးအဲ့ဒီကောင်မလေးနဲ့ရွက်ကိုဆွဲလို့တောင်းမှန်လိုက်မင်းလှုပ်ချင်တယ်လို့လောက်ခွင့်မရှိဘူးလို့ဆိုပါတယ်ဒါကီကတော့ဒီမျိုးမှာမိမဆိုတာရောင်းကုန်တစ်ခုနဲ့တူပြီးတော့ရောင်းမယ်ဝယ်မယ်ဖြတ်စည်းမယ်ပိုင်ရှင်ကသူရွေးချယ်ထားတာကိုကြိုက်လို့လောက်ခွင့်ရှိတယ်လို့ပြောလိုက်ပါတယ်မင်းကြုံခဲ့ရလို့အခြားသူတွေကိုလည်းအဲ့လိုဖြစ်အောင်မလုပ်နဲ့လို့ဇနစုကပြန်ပြောပေမဲ့ဒါကီကတော့သူတို့ခံစားခဲ့ရတဲ့အရာတွေကိုအကျွေးကပြန်ဆက်ရမယ်ဝမ်းတာအားရနဲ့မလုပ်ဘူးဆိုရင်ကံကြမ္မာကိုပြောင်းလဲလို့ရမှာမဟုတ်ပဲဒါကငါတို့ရဲ့အသက်ရှင်နေထိုင်တဲ့နီလန်ငါတို့ကိုမှားယွင်းဆွဆွဲခဲ့တဲ့သူတွေအကုန်လုံးကိုတပ်ပစ်တဲ့တယ်လို့မောင်နှမ2ယောက်ကတစ်ချိန်တည်းမှာပြောနေကြကြပါတယ်တန်ကန်ကအစိမ့်မိနေတာမလို့တန်ကျူလဲသူကောက်ခွဲမှရမယ်လို့တွေးနေတဲ့အချိန်မှာပဲဂူချာအိုကစာပြီးလှုပ်ရှားလာပြီမလို့တန်ကန်ကစတိုက်ခိုက်ပါပဲဒါကီရဲ့မျိုးလုံးတွေကလည်း3လုံးဖြစ်နေပြီးမင်းတို့ရဲ့လှုပ်ရှားမှုတွေအားလုံးကိုမြင်နေပြီလို့ဆိုပါတယ်ဒါကီကသူ့အနားကိုကတ်နိုင်ကြမှာမဟုတ်ဘူးဆိုပြီးအပေါ်ရောအောက်ကိုရောတိုက်ခိုက်လို့နေခဲ့ပါတယ်တန်ကျူကလည်းခါးစီးတွေကိုရှောင်ရှားနေပြီးဂူချာအိုရဲ့တိုက်ကွက်ကရှောက်လာတဲ့အခါအင်အားရှိရဲ့သူကစန့်ကျင်လေအင်အားနေတဲ့သူကရှုံးလေမလို့ဝါတာဘီတွေကိုတုံးပြီးဖယ်လိုက်ပါတယ်တန်ကန်ကလည်း sound breathing fit for swim performer ကိုတုံးလိုက်ပါတယ်နှစ်ဖက်လုံးကတိုက်ပွဲကပြင်းထန်လို့နေပြီးဂူတာအိုရဲ့တိုက်ကွက်တွေကနန်ဆူဒိုစီကိုလည်းတက်ရောက်လို့နေခဲ့ပါတယ်တန်ချီယိုကတိတ်မခတ်နိုင်ဘူးဆိုတာလေတန်ကန်ကသဘောပေါက်ပြီးသူကိုယ်တိုင်ကလည်းအစိမ့်မိနေတာမလို့အမြန်ရှင်းနိုင်ဖို့နီလန်ကိုစဉ်းစားနေရပါတယ်အဲ့ဒီချိန်ဟင်နာဆူကတိုက်ပွဲကိုရောက်လာပြီးခုနိုင်တွေနဲ့ပြလိုက်ပါတယ်ဒါပေမဲ့ဂူတာအိုက exploding blood black နဲ့ခုနိုင်တွေကိုကာကွယ်နေတော့တန်ကန်ကတော့ခုနိုင်ထိုးပေါက်ခံပြီးတော့ဂူတာအိုစီဦးတီကခြေထောက်ကိုခုတ်ဖြတ်လိုက်ပြီးခုနိုင်တစ်ခုကလည်းဂူတာအိုလေမှာတွားဆိုင်ပါတော့ခြေထောက်ကချက်ချင်းပြန်မကောင်းတော့လို့ဒီခုနိုင်တွေကဝစ်တီရီယာပန်းပွင့်တွေကတဆင်လှုပ်ချတာလားခနာကိုကထုံနေပြီးဂူတာအိုကတွေးနေတုံးမှာပဲတန်ချူကခေါင်းကိုဖြတ်ဖို့လှုပ်ပါတော့ဂျာဒီကတော့ဒမွန်စလီယာအပိုင်း18ဖြစ်ပြီးတော့အပိုင်း18ကိုတင်ပေးနိုင်ဖို့သူကလိုက်လေးတယောက်ချက်စနေပြီးတော့ကောင်းမှကျွန်တော်မပေးခဲ့ပြအောင်ချိန်နဲ့ subscribe လေးမလုပ်ရရင်လုပ်ပေးတော့ခဲ့ချက်ပါအောင်ကျေးဇူးများတင်ပါ